Hello guys ဒီနေ့ရပေါ့နော်ပညာရေးစုံညီပွဲတော်နဲ့ပေါ့နော်ဆရာကြောပွဲအကြောင်းလေးပြောပြပါမှာဒီနေ့ကတော့ day 1လေးပါဒီနေ့မှာတော့ crystal ရေပေါ့နော်တရှင်းနေဆိုရရေပေါ့နော်so crystal ဆိုတဲ့တရှင်းကိုနားထောင်ပေးကြပါအခုကပေါ့နော် grade 1လေးတွေကပါ grade 1လေးတွေကရဲ့တရှင်းอ่ะပေါ့နော်စဉ်းစားကြင်ပါရဲဆိုတဲ့တရှင်းပါပေါ့နော်အခု trap ဖြစ်နေတဲ့တရှင်းလို့လည်းပြောလို့ရပါတယ် grade 1ကကလေးလေးကအရန်လာပါတယ်လို့ပြောချင်ပါတယ်ဒါကတော့ day 2ပါဒီ day 2မှာပေါ့နော်ဆိုတဲ့တရှင်းကမျက်စိရပါမျက်စိရအတရှင်းကပေါ့နော်အခုမရှိတော့ဘူးပေါ့နော်အဲ့ဘယ်ရောက်သွားလဲမသိဘူးပေါ့နော်အဲ့အကြောင်းလို့ပါဒီမှာပေါ့နော်ဆီယာမရဲ့အနည်းသားဆီယာမကြီးတွေရှိပါတယ်ဆိုတော့ thank you for like watching ပေါ့နော်ဒီဗီဒီယိုပေါ့နော်ဒီမှာပဲအဆုံးသတ်လိုက်ပါမယ်